မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြည့်ခြင်းတဲ့အကြောင်းအရာလေးနည်းနည်းတော့စိတ်ဝင်စားစရာကောင်းတယ်လို့တခါတလေကြောက်စရာလို့တော့ထင်နိုင်တဲ့နယ်ပယ်တစ်ခုပါ Robert Dale Goleman Daniel Brandon Bradbury တို့ရဲ့ Dark Psychology 7 in 1 စာအုပ်တွေကအချက်လက်တွေကိုအခြေခံပြီးတော့လေဟုတ်ကဲ့လူတွေကိုလျှမ်းမောချုပ်ကင်တဲ့နီလန်းတွေပေါ့အထူးသဖြင့် Dark Psychology လို့ခေါ်ကြတဲ့စိတ်ပညာရဲ့အမောင်ဘက်ချမ်းဟုတ်ပါတယ်အဲ့ဒါတွေကိုဘယ်လိုသိနိုင်မလဲဘယ်လိုကာကွယ်နိုင်မလဲဆိုတာတွေကိုနည်းနည်းသေးစိတ်ကြည့်ကြတာပေါ့ဆိုတော့လူတွေရဲ့စိတ်ထဲကလှုံ့ဆော်မှုတွေအချင်းချင်းဆက်ဆံရေးတွေရဲ့နောက်ွယ်မှာပါရှိလဲပိုနားလည်ဖို့စ조사ကြည့်ကြမယ်အဓိကတော့ Dark Psychology ဆိုတာဘာလဲသူ့ရဲ့အခြေခံလက္ခဏာတွေဟုတ်တယ်ပြီးတော့လက်တွေ့မှာကဘယ်လိုသုံးနေကြသလဲအဲ့ဒါတွေပေါ့နောက်ပြီးကိုယ့်ကိုကာကွယ်ဖို့ Emotional Intelligence ခေါ် EQ ကဘယ်လောက်ရေးပါတယ်ဆိုတာမျိုးတွေပါဝင်မှာပါကောင်းပါပြီလူတွေရဲ့အပြုအမူတော်တော်များများအထူးသဖြင့်တခြားသူကိုအသုံးချတာမျိုးတွေကရည်ရွယ်ချက်ရှိတယ်ဆိုတာပဲ99ချင်းတော့9% လောက်ကပေါ့အော်တကယ်အကြောင်းရင်းမဲ့ရက်ဆက်တာကတိတ်ရှားတယ်ပေါ့ 1.01% လောက်ပဲရှိမယ်ဆိုတဲ့သဘောဟုတ်ပါတယ်ဒီနေရာမှာအဓိကကျတဲ့ dark triad ဆိုတဲ့ကိုကြီးကိုသွေး၃ခုရှိတယ် narcissism အဲ့ဒါကိုသိအထင်ကြီးတာဟုတ်ကဲ့ Machiavellianism ကြိုးကင်ချေလေခြင်းတာပြီးတော့ psychopathy ကိုချင်းစာတဲ့ကဲမဲ့တာတချို့က sadism ဆိုတာကိုပါထည့်ပြောကြသေးတယ်သူများနာကျင်တာမြင်သဘောကျတာမျိုးပေါ့ဒါဒီက theory တက်တော့မဟုတ်ဘူးနော်လက်တွေ့ဘဝမှာလူတွေကတတိထားမိသည်ဖြစ်စေမထားမိသည်ဖြစ်စေသုံးနေကြတာဟုတ်လားဥပမာဘယ်လိုမျိုးတွေလဲဥပမာလေးကြော်ညာတွေမှာဆိုရင်ဝဲသူရဲ့မတိစိတ်ကလိုအပ်ချက်တွေကြောက်စိတ်လေးတွေကိုထီအောင်ဆွဲဆောင်ကြတာဟုတ်ကဲ့နိုင်ငံရေးမှာဆိုရင်လေလူတို့ရဲ့စိတ်ခံစားချက်ကိုလှုံ့ဆော်ပြီးထောက်ခံမှုရအောင်ကိုလိုချင်တဲ့ဖက်ပါလာအောင်ပြောကြအဆိုးကြတာတွေပေါ့လုပ်ငန်းခွင်မှာလည်းရှိတာပဲအဲ့တော့ဒီလိုလွမ်းမှုတွေကိုတိဖို့ကာကွယ်ဖို့ဘာကအရေးကြီးလာမလဲဒီနေရာမှာ emotional intelligence EQ ကအဓိကဖြစ်လာမယ်ချင်းလေဟုတ်ပါတယ် EQ ဆိုတာကကိုယ်စိတ်ခံစားမှုရောသူများစိတ်ခံစားမှုကိုပါသိမြင်နားလည်ပြီးဖန်မှန်ကန်ကန်တုံ့ချင်စီမံနိုင်စွမ်းပေါ့ EQ မြင့်တဲ့သူတွေကဆက်ဆံရေးရောအလုံးမှာပါပို့အဆင်ပြေတယ်ပို့အောင်မြင်နေရဆိုကြတယ်မှန်ပါတယ်သူ့မှာအရေးကြီးတဲ့အပိုင်း၅ခုလောက်ရှိတယ်ပြောကြတယ်လေကိုသိတာ self awareness ဟုတ်ကဲ့ကိုယ်စိတ်ကိုထိန်းတာ self regulation လူမှုဆက်ဆံရေးကောင်းတာ social skills စာနာတတ်တာ empathy နဲ့အတွင်းစိတ်ကတက်ကြွမှု intrinsic motivation အဲ့ဒါတွေပေါ့ EQ လို့အတွင်းပိုင်းနားလည်မှုအပြင်အပြင်ပန်းလက္ခဏာတွေကနဲ့လည်းလူတွေကိုခံမင်းလို့ရနိုင်သေးတယ်ဆိုလားအဲ့ဒါက body language လေကိုအမှုရာပေါ့ဟုတ်တယ်ပြောဆိုဆက်သွယ်မှုရဲ့60-65% လောက်ကစကားလုံးမဟုတ်တဲ့ဒီအမှုရာတွေကနေလာတာတဲ့ဟုတ်ပါမျက်နှာအမှုရာမျက်လုံးအကြည့်လက်ဟန်ခြေဟန်ကိုနေဟန်ထားအကုန်ပါတယ်ဥပမာစကားပြောရင်လက်ပိုက်ထားရင်ခုခံကာကွယ်နေတာမျိုးဒါမှမဟုတ်တိတ်စိတ်မပါတာမျိုးဖြစ်နိုင်တယ်ဟုတ်ကဲ့မျက်လုံးချင်းစုံအောင်မကြည့်ရလာကလည်းတခုခုလျှို့ဝှက်ထားတာဒါမှမဟုတ်မလုံးမလဲဖိနေတာကိုပြတာပေါ့နောက်ထပ်အသုံးနှုန်းတစ်ခုစိတ်ထဲဆွဲသွားတာက gaslighting ပဲအဲ့ဒါကတော်တော်လေးဟိုရင်ဆိုးတဲ့စိတ်ပိုင်းဆိုင်ရာချုပ်ကင်မှုပုံစံနော်ဟုတ်တယ်သူကတစ်ဖက်သားကိုသူတို့မြင်တာကြားတာခံစားတာတွေကမားနေတယ်သူတို့စိတ်မမှန်ဘူးလို့တချေးပြည့်ယုံလာအောင်လက်စားတာလေကြောက်ချင်ရတယ်နောက်ဆုံးတားကောင်ကကိုတောင်တန်ရဝင်လာပြီးစိတ်သက်ကြတဲ့အထိထက်သွားနိုင်တယ်ဆိုတော့မှန်ပါတယ်သူ့မှာအဆင့်ဒီရှိတယ်လို့ဆိုတယ်အစပိုင်းမယုံတင်ကဖိမယ်ပြီးရင်ကို့အမှန်တရားကိုကာကွယ်မယ်နောက်ဆုံးတော့အရှုံးပြီးစိတ်သက်ကြသွားရောဒါမျိုးတွေအပြင် hypnosis လို့နီလန်းတွေလည်းရှိသေးတယ်နော်ဟုတ်ကဲ့စိတ်ညှို့ခြင်းပေါ့လူတယောက်ရဲ့အသိစိတ်အခြေအနေကိုပြောင်းလဲပြီးအကြံပေးတာတွေကိုပိုလက်ခံလွယ်အောင်လုပ်တာမျိုးဒါကိုကုထုံးမှလည်းသုံးတယ်လို့လွှမ်းမိုးဖို့လည်းသုံးနိုင်တာပေါ့ NLP ဆိုတာကတော့အဲ့ဒါ Neuro Linguistic Programming ပေါ့အဲ့ထက်ကနီးလုံးအချို့ကိုနဲ့ Dark Psychology မှာသုံးကြတယ်ဥမာ anchoring ဆိုတာကအကျွမ်းတဝင်အာယုံတစ်ခုခုကိုသုံးပြီးလူချင်းနဲ့စိတ်အခြေအနေထအောင် stress ခေါ်သွားတာနော် pattern interrupt ဆိုတာကပုံမှန်လုံးနေကြအရာတစ်ခုခုကိုရုတ်တရက်ဖြတ်လိုက်တာအဲ့လိုစိတ်ရှုပ်သွားတော့လူချင်းတဲ့အကြံကိုထည့်ပေးလိုက်တာမျိုးအများကြီးပဲနော်ဒီလိုလွမ်းမှုနီလန်းနဲ့ဒီလောက်များတာကိုဘလို့ကာကွယ်ရမလဲအဓိကတော့ချက်ကတော့စောစောကပြောဖဲ့တဲ့ EQ ကိုမြင့်တင်တာပဲကိုယ်စိတ်ခံစားချက်ကိုသတိထားမိဖို့ကိုတန်ဖိုးကိုနားလည်ဖို့လိုတယ်နောက်ပြီးကိုယ့်ရဲ့ shadow self လို့ခေါ်တဲ့မတိစိတ်ကအားနည်းချက်အမောင်ပတ်ချမ်းကိုလက်ခံနိုင်ဖို့နဲ့ကိုခရုဏာချဖို့ self compassion လည်းအရေးကြီးတယ်လို့စာရေးသူတွေကဆိုတယ်
ဆိုတာကိုအားနဲ့ချက်ကိုတီးပြီးလက်ခံနိုင်မှတခြားတဲ့လက်ကွက်တွေကိုပို့ပြီးရင်ဆိုင်နိုင်မယ်ပေါ့ အတိအကျပါပဲဒီ dark psychology နီလန်းတွေကိုလေ့လာတာကသူများတော့အသုံးချဖို့မဟုတ်ဘူးလေဒီလိုနီလန်းတွေရဲ့တားကောင်မဖီအောင်ကိုကာကွယ်ဖို့လူသဘာဝရဲ့ရှုပ်ထွေးမှုကိုပို့နားလေဖို့ပဲ ဟုတ်ကဲ့ EQ ကိုမြင့်တင်ပြီးကိုယ်စိတ်ကိုနိုင်အောင်ထိန်းချောင်းနိုင်တာကအကောင်းဆုံးကာကွယ်ရေးပါပဲ ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်လူတွေရဲ့စိတ်ကိုလွမ်းမိုးဖို့ကြိုးစားတဲ့ dark psychology နီလန်းတွေ gaslighting လို့ချုပ်ကိုင်မှုတွေရှိတယ် ဟုတ်ပါတယ်အဲ့ဒါတွေနဲ့ကာကွယ်ဖို့ emotional intelligence EQ နဲ့ကိုယ်အမှုရာကိုနားလေခြင်းကအရေးကြီးတယ် ဟုတ်ကဲ့ဒီဆွေးနွေးမှုကနေနားထောင်သူတွေအတွက်စဉ်းစားစရာလေးတစ်ခုထားခဲ့ချင်တာကတော့ဒီလိုစိတ်ပိုင်းဆိုင်ရာနှွမ်းမှုတွေရှိနေတယ်ဆိုတာကိုသိလိုက်ရခြင်းအပြင်ပေါ့လေကိုယ့်ရဲ့နေ့စဉ်ဆက်ဆံရေးတွေနဲ့ပေါ်ဝန်းကျင်ကသတင်းချက်လက်တွေကိုလက်ခံဖို့အပေါ်ဘယ်လိုတက်ရောက်မှုရှိလာနိုင်မလဲဆိုတာလေးပါပဲ စဉ်းစားစရာလေးပါပဲ နားထောင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်